ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘာအကုသိုလ်မှမဖြစ်စေနဲ့တဲ့စိတ်ကိုတန့်ရှင်းအောင်တုတ်တင်ပလိုက်တဲ့ပြီးခဲ့ပြီးသားတွေကဘာမှရှိတော့တာမဟုတ်အဲ့ဒီဘာမှမရှိတော့တဲ့အရာတွေကကိုယ့်ရဲ့စိတ်ကိုမှွေနှောက်ခြောက်ခြားပြီးတော့မနေစေနဲ့နော်ပြီးခဲ့တာတွေကိုပြီးခဲ့ပြီမရှိတော့ဘူးလို့စိတ်ထဲမှာရှင်းရှင်းလင်းလင်းသဘောပေါက်အောင်လုပ်ပြီးတော့ဒီအတိတ်နဲ့ပတ်သက်ပြီးတော့စိတ်မှာအကုသိုလ်အညစ်အကြေးမတင်အောင်တနည်းအားဖြင့်တင်ခဲ့မယ်ဆိုရင်လည်းတန့်ရှင်းသွားအောင်စေကြောတုတ်တင်ပြလိုက်တယ်ယံပုပ္ပေတံဝိသောတေဟိပစ္စာတိမာဟုကိစ္စနံဟောမရောက်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲဘုန်းဘုန်းတို့မှာတော့ကြောင်းကြခြင်းတောင့်တခြင်းတွေနဲ့ပူနေလောင်နေကြရတာတွေမရှိဘူးလားရှိရနော်အဲ့ဒါကိုလည်းဘာလို့အောင်တော့ရှင်းထုတ်ပြလိုက်တဲ့ယံပုပ္ပေတံဝိသောတေဟိပစ္စာတိမာဟုကိစ္စနံလောလောဆယ်အခုပြစ္ဆုတ်ပန်အခိုက်အတန့်မှာဖြစ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲနည်းနည်းလေးမှစိတ်ထဲမှာမစွဲလန်းအောင်နေတဲ့ဒါတွေလည်းပဲဖြစ်ပေါ်လာတဲ့ပျောက်ကွယ်သွားတယ်လို့သူတို့ရဲ့အနိစ္စအချက်သူတို့ရဲ့သဘာဝတက်တက်ဖြစ်ပေါ်နေမှုကိုနားလည်အောင်လုပ်ပြီးတော့အခုလောလောဆယ်ဖြစ်နေတဲ့အရာနဲ့ပတ်သက်ပြီးတော့လည်းပဲမစွဲယူနဲ့မစွဲလန်းနဲ့မေ့စေစေတော့ဂဟိတတိနော်ဒါငါပဲဒါဟာငါပဲအဲ့လိုမရှိတဲ့အရာတွေမပါတဲ့အရာတွေကိုမှားမှားယွင်းယွင်းရှောက်ပြီးတော့စွဲလန်းမနေနဲ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဥပတ္တနောစရိတ္တိသင်ဟာငြိမ်ငြိမ်ချမ်းချမ်းနေသွားရလိမ့်မယ်တဲ့ငြိမ်ချမ်းသွားလိမ့်မယ်တဲ့သင်ရဲ့စိတ်ကလေးဟာငြိမ်အေးသွားလိမ့်မယ်ဥပတ္တနောစရိတ္တိငြိမ်အေးသွားလိမ့်မယ်တဲ့အဲ့ဒါသူလည်းဘာဖြစ်သွားတာတော့ချမ်းသာသွားတာပဲနောက်ဆုံးသူလည်းဘာဖြစ်သွားယဟန္တာဖြစ်သွားတာပဲဟုတ်လားဒါပါတော့ကာလေနာဓမ္မတဝနာဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ဒီကနေ့ညနေဒါလေးတွေကပြောပြီးသားအကြောင်းအရာလေးတွေကိုဘုံဘုံကအကြမ်းမြင်လေးလောက်လေးပြောပြတယ်ဒါပေမဲ့ပြောလဲပြောခြင်းတယ်သူတို့ကလည်းပဲပြောစရာအလွန်ကောင်းတာပဲဘယ်နှခါကြားလို့မှရိုးသွားတယ်လို့မရှိဘူးတရားဆိုတာဒါလေးကိုအနှစ်ချုပ်ပြီးတော့ပြောတာဒါပေမဲ့ဒီနေ့ညဘုံဘုံကနည်းနည်းလေးအခြေချစ်ပြီးတော့ပြောခြင်းတဲ့အကြောင်းအရာလေးတစ်ခုဒီမှာမှတ်ထားတာရှိတယ်အဲ့ဒါတော့သိပြီးတော့မပြောဘူးသေးဘူးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဘုံဘုံတို့ရှင်ဘုရင်တစ်ပါးမုံတာမင်းလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကပါပဲအဲ့ဒါနာရဒမထေရကသူ့ကိုဟောတဲ့တရားလေးကိုအင်္ဂုတ္တပါဠိတော်ပြင်စကနိဗ္ဗတ်ထဲမှာမှတ်တမ်းတင်ထားတယ်ဖြစ်ရကလေးကဘယ်လိုလဲဆိုတော့အဲ့ဒီမုံတာမင်းရဲ့မိဖုရားဗဒ္ဒါလို့အမည်ရတဲ့မိဖုရားရုပ်တရက်ဆုံးအလွန်ချစ်မြတ်နိုးတဲ့မိဖုရားကြီးဖြစ်တဲ့အတွက်ကြောင့်သူအလွန်မင်းကိုပဲစိတ်ဆင်းရဲရတယ်ပေါ့ဘယ်လောက်ထိဆင်းရဲတုံးဆိုလို့ရှိရင်သူအစားအသောက်တွေဖြစ်တယ်တိုင်းရေးပြည်ကလည်းဘာမှမစီစဉ်တော့ဘူးနော်ဘယ်လောက်ထိသူကလှုပ်တာတုံးဆိုတော့ရွှေတိုင်ဆိုးပိယကကိုခေါ်ပြီးတော့တန်ခေါင်းကြီးလှုပ်ခိုင်းတယ်အဲ့ဒါကိုစီတွေအပြည့်ထည့်ပြီးတော့ဒီသူ့မိဖုရားရဲ့ရုပ်ကလပ်ကိုအဲ့ဒီထဲထည့်စီတွေထည့်ပြီးတော့အပေါ်ခေါင်းတစ်ခုနဲ့အုပ်ထားဒါဆိုလို့ရှိရင်ငါမိဖုရားကိုငါကြာရာကြည့်လို့ရမယ်ပေါ့နော်အဲ့ဒီနားမှာပဲနေတယ်တောကပရိဒေဝအလွန်ကြီးကြီးမားမားတောက်လောင်တယ်သူ့ရဲ့ဒီရွှေတိုင်ဆိုးကမိတ်ဆွေကောင်းလို့ပြောရမယ်ဩငါတို့ရှင်ဘုရင်နော်အကြီးအကျယ်ဒုက္ခရောက်နေတာဒီနိုင်ငံထဲမှာလည်းပညာရှိလို့အမိခံတဲ့သမဏပြမနာတွေလည်းအများကြီးရှိတာအဲ့တော့ငါဘယ်သူနဲ့များတွေ့ပေးရမယ်စဉ်းစားအဲ့ဒီမှာရှင်နာရဒဆိုတာယဟန္တာလို့နာမည်ကြီးတယ်ပညာရှိတယ်လို့လည်းနာမည်ကြီးတယ်နော်အသက်ကောင်အားဖြင့်လည်းကြီးတယ်ဆိုပြီးတော့ငါသူနဲ့တွေ့ပေးမယ်ဆိုပြီးတော့သူ့ရဲ့စီစဉ်မှုကြောင့်လို့ဆိုကြပါစို့အတူချုပ်ပြောရရင်အဲ့ဒီရှင်ဘုရင်ကအဲ့ဒီနာရဒမထေရမျက်စီကိုသွားတယ်ဟိုရောက်တဲ့ခါကျတော့အကျိုးအကြောင်းလျှောက်ထားလျှောက်တဲ့အခါမှာအဲ့ဒီနာရဒမထေရသူ့ကိုဟောတာအဲ့ဒီတရားလေးပေါ့နော်ပျက်စီးမှုနဲ့ကျုံရတဲ့အခါကာလမျိုးမှာအထူးသဖြင့်နှလုံးသွင်းတဲ့တရားမျိုးပေါ့အဲ့ဒီမှာသူကဘာဟောတုံးဆိုတော့ဘုန်းဘုန်းတို့အနှစ်ချုပ်ကလေးပဲပြောကြည့်မယ်နော်လောကမှာတရား၅မျိုးနဲ့ကြုံလာတွေ့လာပြီဆိုရင်ရှောင်လို့မရဘူးဘယ်သူမှလွန်ငင်းချမ်းသာဝင်မရှိဘူးအလုံးဒါဟာတွေ့ကိုတွေ့ရမယ်ကြုံကိုကြုံရမယ်တရားမျိုးဖြစ်တယ်တဲ့အဲ့ဒီတရား၅မျိုးကဘာလဲဆိုတော့စရာရယ်ဗျာတိရယ်မရဏရယ်ခရရယ်နတ္တနာရယ်နော်စရာဗျာတိမရဏတော့သိရနော်အိုခြင်းနာခြင်းသိခြင်းဟုတ်လားခရဆိုတာကုန်ခန်းခြင်းဘုန်းဘုန်းတို့ဒီမှာရှိနေတဲ့အရာတွေဖြစ်နေတဲ့မြင်နေတဲ့အရာတွေဟာကုံသွားတတ်တဲ့အရာတွေကြီးပဲကိုဘုန်းဘုန်းတို့ရဲ့အဖေဘိုးတွေဘွားတွေဘယ်ရောက်သွားကုံသွားပြီမမြင်တော့မမြင်ရတော့ဟုတ်လားရေဦးတွေကရေတွေကိုတောက်လိုက်တယ်ကုံသွားတယ်
နောက်ထပ်ထည့်နေလို့သာရေကအမြဲရှိနေတယ်လို့ထင်နေရတာ哦လူတွေကုန်းသွားတာမရှိဘူးလားနဲခရဆိုတာကုန်းနတနာဆိုတာပြက်တယ်အကောင်းတိုင်းအမြဲတမ်းသွားနေတာမဟုတ်ဘူးပျက်စီးကျမ်းမာရေးကလည်းပျက်စီးတယ်နှုတ်ပြခြင်းကလည်းပျက်စီးတယ်ရှင်သန်ခြင်းကလည်းပျက်စီးတယ်ပိုင်ဆိုင်မှုကလည်းပျက်စီးတယ်တရား၅မျိုးအိုခြင်းနာခြင်းသေခြင်းကုန်ခြင်းပြက်ခြင်းဒါတွေကျုံလာပြီဆိုရင်ဒါတွေမကြုံပါစေနဲ့လို့ဘယ်သူမှတောင်းတလို့မရနိုင်ဘူးတဲ့အဲ့ဒါတွေကြုံလာတဲ့အချိန်မှာညံမဲ့တဲ့ပုံကိုယ်တွေကအလွန်အမင်းစိုးရိမ်ကြတယ်ပူဆွေးကြတယ်ငိုကြွေးကြတယ်အဲ့လိုစိုးရိမ်ခြင်းအဖြစ်သူ့ဘာဖြစ်တုံးတဲ့အစားပြက်လိမ့်မယ်တဲ့မစားခြင်းမတောက်ခြင်းဖြစ်လိမ့်မယ်တဲ့ဟုတ်တယ်စိတ်ထဲမှာစိုးရိမ်မှုဖြစ်သွားတယ်ဆိုရင်စားရင်တောက်ခြင်းစိတ်ကတခါတည်းမှဖြစ်သွားတော့ကိုယ်သွားကြောက်လန့်လွန်အားကြီးရင်လည်းစားခြင်းတောက်ခြင်းစိတ်ပြက်သွားတာပဲနော်အစားအသောက်ပြက်လိမ့်မယ်တဲ့ပြီးရင်ကိုယ့်ရဲ့ရုပ်ရည်ဟာအယောင်ဝါကျပြီးတော့ကြည့်ရတာလည်းပဲမကောင်းတဲ့အနေအထားရုပ်ဆင်းရင်ကမလှမပအနေအထားနွမ်းနေတဲ့ပူးနေတဲ့ရုပ်ဟာတိတာကြီးပဲရုပ်ပြက်သွားတော့နော်အစာပြက်တယ်ပြီးရင်ဘာတော့ရုပ်ပြက်သွားတယ်ပြီးဒီမှာမထေရကြီးကပြောတာသူကလက်တွေ့အလွန်ကြတယ်ကိုယ်မုန်းတဲ့လူတွေဝမ်းသာလိမ့်မယ်တဲ့ကိုယ်ပျက်စီးမှုတွေကြုံလို့တောကပရိဒေဝတွေနဲ့အပူတွေကြီးဖြစ်နေကိုယ်မုန်းတဲ့လူတွေဝမ်းသာမယ်ဒါတွေမကောက်ကိုယ်ချစ်တဲ့လူတွေစိတ်ဒုက္ခရောက်လိမ့်မယ်တဲ့ကိုယ်ချစ်တဲ့လူတွေဝမ်းနေကြလိမ့်မယ်ကိုယ်လည်းမုန်းတဲ့လူတွေကြီးရှိတာမဟုတ်ချစ်တဲ့လူကလည်းရှိသေးတာ哦ဟုတ်လားဒါကြောင့်မလို့ဒီပူလောင်ခြင်းဟာစိုးရိမ်ခြင်းဟာဘာအကျိုးမှမရှိဘူးတဲ့လူတွေဟာကိုယ့်ကိုယ်ပူလောင်လုပ်နေတာငြိမ်းအေးအောင်လည်းကိုယ့်ကိုယ်ငြိမ်းအေးအောင်လုပ်တာဘယ်သူမှကိုယ့်ကိုပူအောင်လုပ်လို့မရဘူးဘယ်သူမှကိုယ့်ကိုငြိမ်းအေးအောင်လုပ်လို့မရဘူးဆိုတာကိုပြောတာအဲ့လိုပြောပြီးတော့မထေရကြီးကတကယ်လို့ဒီတရား၅မျိုးတွေ့လာလို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ကိုယ့်ကိုယ်ဆင်ញင်ရဘယ်လိုဆင်ញင်ရမလို့အခုပြောတဲ့အတိုင်းပဲဆင်ញင်ရမယ်သူကစိုးရိမ်ခြင်းအဖြစ်အကျိုးမရှိဘူးအစာပြက်လိမ့်မယ်ရုပ်ပြက်လိမ့်မယ်မုန်းတဲ့လူတွေဝမ်းသာလိမ့်မယ်ချစ်တဲ့သူတွေဝမ်းနည်းလိမ့်မယ်နော်ကိုကိုပူလောင်အောင်မလုပ်သင့်ဘူးကိုငြင်းအေးအောင်လုပ်သင့်တယ်ပူလောင်ခြင်းကဘာအကျိုးမှမရှိဘူးဟုတ်လားအဲ့ဒါလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာငါတယောက်တည်းဖြစ်နေတဲ့ကိစ္စတွေမဟုတ်ဘူးဒါတွေကတစ်လောကလုံးဖြစ်နေတဲ့ကိစ္စလောကရဲ့သဘောလောကရဲ့အမှန်ဒါဟာဘယ်သူမှရှောင်လို့မရဘူးလို့အားလုံးရဲ့အပေါ်မှာလည်းပဲဖြန့်ပြီးတော့အဲ့လိုလေးစဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လောင်နေတဲ့တောကပိတေဝမိဟာငြိမ့်သွားလိမ့်မယ်အတရားနာရင်နဲ့ဘုရင်ကြီးကအဲ့ဒါငြိမ့်နေတဲ့မိရဟုတ်လားအဲ့ဒါအဆုံးသက်လေးမှာပြောတာလေးကိုလည်းဘုံဘအလွန်သဘောကျတယ်ဘာပြောတော့ဆိုတော့တစုံတရာပြဿနာတစ်ခုကြုံလာပြီဆိုရင်အစင်မပြေမှုဒုက္ခပေါ့ဘာလို့မဆိုလို့ဘလို့ဒုက္ခမျိုးပဲဖြစ်ဖြစ်ကြုံလာပြီဆိုလို့ရှိရင်ကိုယ်အစွမ်းရှိသလောက်ဒါကိုပြေလေအောင်ကြိုးပမ်းအထောက်ရမယ်နော်ဂါထာမန္တန်ရွတ်လို့ပြောင်းမယ်ဆိုရင်လည်းဂါထာမန္တန်ရွတ်လက်ပေးလို့ပြောင်းမယ်ဆိုရင်လည်းလက်ပေးဟုတ်လားဟာချစ်ဖွယ်ခင်ဖွယ်ပြောစိတ်သက်ညှိနှိုင်းလို့ပြောင်းမယ်ဆိုရင်စိတ်သက်ညှိနှိုင်းအကုန်လုံးဖြည့်ရှင်းဒါဘာကြောင့်ဖြစ်လဲဒီဟာမဖြစ်အောင်ဘယ်လိုလုပ်ရမလဲအကြောင်းကိုမြင်အောင်ကြည့်ရှားပညာရှိတွေနဲ့တိုင်ပင်ဆွေးနွေးတဲ့ရင်ဆွေးနွေးရတဲ့အဖြေကိုလက်တွေ့လုပ်ပြီးတော့ဆိုလိုတာနီးမျိုးစုံနဲ့ဒါကိုပြေလေသွားအောင်ဒီဒုက္ခကိုနော်ကြည်ရနဲ့သေးရနဲ့ပျောက်သွားအောင်နီးမျိုးစုံနဲ့ဘာလို့မလို့ကြိုးစားရမယ်လက်မလျှော့အောင်နောက်ဆက်ပြောတာလေးကပိုးစဉ်းစားတဲ့အကောင်းအဲ့လိုနီးမျိုးစုံနဲ့အစွမ်းရှိသလောက်တတိကုံထုတ်ပြီးတော့ကြိုးပမ်းအားထုတ်တော်လဲပဲတစ်ခါတလေမှဒုက္ခကမငြိမ်ဘူးဟောဘလောက်လို့မှဒုက္ခကမငြိမ်ဘူးဖြစ်เสียအကြောင်းရှိတော့ဖြစ်နေပြီဆိုရပါစို့ယောဂါတွေဖြစ်လာတယ်တက်ကျွန်းတဲ့ဆရာဝန်တွေနဲ့ပတ်စံနဲ့အကုန်ခံပြီးတော့အကုန်ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ကင်ကုတော့ကုတာပဲဒါပေမဲ့ကုတဲ့ကြားတွေကပဲတချို့ပျောက်လားမပျောက်လို့တည်သွားကြတာပေါ့ဟုတ်လားအဲ့လိုမျိုးနီးမျိုးစုံနဲ့ကြိုးပမ်းအားထုတ်တယ်မရဘူးဒီဒုက္ခကဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်မလို့ငါဘဝရကြောင်းကံတရားတွေကိုပြုခဲ့လို့ဘဝရလာပြီရလာရင်ဒီဘဝမှာမဖြစ်เสียအကြောင်းရှိရင်ဘာမှတားမရဘူးဖြစ်တာဟုတ်လားအဲ့ဒီဖြစ်လာတာကိုငါတတ်နိုင်တယ်မြနီးမျိုးစုံနဲ့မဖြစ်အောင်ငါလုပ်ပြီးပြီအခုမရဘူးဆိုလို့ရှိရင်လူရလို့ဖြစ်လာရင်လူဒုက္ခဆိုတာခံရတယ်ဟုတ်လားတကယ်တမ်းဘုန်းတို့ခန္ဓာမှာဖြစ်နေတဲ့ဒုက္ခတွေကဒီခန္ဓာကြီးဖြစ်နေလို့ကိုကြုံနေရတာအဲ့လိုကြုံရပြီဆိုလို့ရှိရင်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာပြီဆိုပြီးတော့ကိုပြုတ်ခဲ့တဲ့ကံတွေကိုစဉ်းစားပြီးတော့ဘာလို့ရမလို့ဆိုတော့ဒီခံရမယ်တဲ့ဒါအကောင်းဆုံးနည်းကိုပြောတာနော်နည်းမျိုးစုံနဲ့ကြိုးစားမရဘူးဆိုရင်မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ဒါကိုသိခံ